ကဘာရွှေဈေးကွက်ကျလာတဲ့အပေါ်ပေါ့နော်ကဘာရွှေဈေးကွက်ကအကျဈေးကွက်ကိုပြောင်းမိလားပေါ့နော်အဲ့တော့နောက်တစ်ပတ်ဆိုရင်ရောကဘာရွှေဈေးကွက်ကဘယ်လိုမျိုးအခြေအနေရှိနိုင်လဲပြီးကြရင်နောက်လာဆိုရင်ရောကဘာရွှေဈေးကွက်ကဘယ်လိုမျိုးဖြစ်နိုင်လဲပေါ့နော်ကျမယ်ဆိုရင်ရောဘယ်ထိကျနိုင်မလဲအဲ့တော့ဒီရဲ့မေးခွန်းတွေအတွက်ပေါ့ကျွန်တော်တီးတန့်ဗီဒီယို analysis လေးလုပ်ပေးနေရဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကဘာရွှေဈေးကွက်ရဲ့ပေါ့နော်နောက်လာမယ့်တစ်ပတ်ဖြစ်တဲ့ match လနောက်ဆုံးတစ်ပတ်ဈေးကွက်အခြေအနေအမြင်ရဲ့ပြီးကြရင်နောက်တစ်လဖြစ်တဲ့ဧပြီလမှာကမ္ဘာ့ရွှေဈေးကွက်အခြေအနေအမြင်ကိုကျွန်တော်တုံးတက်ပြီးတော့မှာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်တိရဲ့အတိုင်းပဲပေါ့ကမ္ဘာ့ရွှေဈေးကွက်ကပြီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်ဈေးကွက်အကျတော်လေးများတယ်တော်လေးတစ်ပတ်လုံးကိုကျတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့ကနောက်လာမယ့်တစ်ပတ်မှာဆိုရင်ရောဈေးကွက်ကဆက်ပြီးတော့ကျမလားမေးစာရှိလာပြီအဲ့တော့ဈေးကွက်ကတော့ကျွန်တော်တေးချတယ်အကျများနေရဖြစ်တာမလို့ကမ္ဘာ့ရွှေဈေးကွက်ကတော့အကျဘက်ကိုပြောင်းသွားပြီတနည်းအားဖြင့်ကျွန်တော်အဝယ်တွေကအရန်ကြီးစွတ်ဝယ်ရဲတဲ့အခြေအနေတော့မဟုတ်တော့ဘူးအယောင်းတွေပိုပြီးအားတာသွားပြီလို့ပြောလို့ရတယ်ဒါကြောင့်မို့ကျွန်တော်ကမ္ဘာ့ရွှေကတော့အရှိတစ်ပတ်လေအကျမှာအားတာနိုင်နေတယ်အဲ့လိုပဲနောက်လဆိုရင်ရောဘာရှိနိုင်နောက်လလည်းကျွန်တော်အကျအားတာမယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ဈေးကြတော့ကျွန်တော်ကဝုန်းတိုင်းလိုမျိုးပဲအမြဲတမ်းကျနေမှာတော့မဟုတ်ဘူးဈေးကွက်ရဲ့ကျွန်တော်ကဝယ်လိုကရောင်းလိုကအားပြိုင်တဲ့ပုံစံမှာမူတည်ပြီးတော့အားယူတဲ့အခြေအနေလေးပေါ်လိုက်ထိုးကြသွားလိုက်ဒီမျိုးတွေကျွန်တော်မြင်ရနိုင်တယ်ဒါကြောင့်မို့ကျွန်တော်ကကဘာရွှေရဲ့ဖြစ်နိုင်တဲ့ဈေးကွက်အလောက်ခတ်ကိုကျွန်တော်တို့ကဘယ်နားမှာအဝယ်တွေစုနိုင်လဲဘယ်နားမှာအယောင်းတွေစုနိုင်လဲအသေးစိတ်လေးကျွန်တော်တုံးတက်ကြည့်ရအောင်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်တဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမယ့်မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့တင်တန်းကို basic video class နဲ့ basic VMB class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ် basic video class မှာဆိုရင်တင်တန်းကြီးတက်တာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလိုသူတွေအတွက်ရည်ရွယ်ပြီး basic VIP class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလိုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကဘာရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့ video class နဲ့ one by one VIP class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် video record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထပ်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကမ်းတဲ့ချက်နဲ့တင်ကြားပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကျွန်တော်မြင်နေရတော့ကဘာရွှေရဲ့ day 1 time frame ဖြစ်ပါတယ်အဲ့တော့ day 1မှာကျွန်တော်တတိထားရမှာတခုကလက်ရှိအရှိတောက်ကြနေရပိတ်တာက4490မှာပိတ်တယ်အဲ့တော့တတိထားရမယ့်ဈေးတန်းကလွန်ခဲ့တဲ့ February 2ရက်နေ့တုန်းကပေါ့နော်အဲ့တုန်းကထိုးကြတုန်းကအနှိမ့်ဆုံးရှိခဲ့တဲ့4400ဈေးတန်းကိုတော့ကျွန်တော်ဂယူဆိုင်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲ့တစ်ခါထိုးကြတုန်းကဒီနားနေအဝယ်တွေဝင်ခဲ့တာဗျ။ဒါကြောင့်မို့ကျွန်တော်အရှိတစ်ပတ်မှာဆိုရင်ဈေးကွက်ကအဝယ်တွေဝင်မယ်ဆိုရင်4400နဲ့4350ဝန်းကျင်တော့ကျွန်တော်ဂယူဆိုင်ရလိမ့်မယ်။အဲ့တော့ဒီဝန်းကျင်ကနေကျွန်တော်တို့ကအဝယ်တွေပြန်ပြီးတော့ဝင်လာမယ်လို့တော့ကျွန်တော်တုံးတက်တယ်။ဘာကြောင့်လဲဆိုတော့အရှိတစ်ပတ်တုန်းက9ရက်လုံးကျွန်တော်ကြာထားတာဗျ။ဒါကြောင့်မို့ဒီတစ်ပတ်အနေနဲ့ဆိုရင်တော့ဒီမျိုးအကြမျိုးထပ်မြင်ရဖို့ပါဆန့်အနေနဲ့ဆိုတော်တော်လေးနည်းတယ်။ဒါကြောင့်မို့ကျွန်တော်အမြင်ဆိုရင်တော့အရှိဒီရဲ့4400အောက်ကိုကျွံပြီးတာနဲ့အဝယ်တွေနဲ့လေးပြန်ဝင်လာမယ်လို့တော့မြင်တယ်။ဒါပေမဲ့ဒီဝင်လာတဲ့အဝယ်တွေကပေါ့နော်ကျွန်တော်ကဘာရွှေဈေးကွက်ကိုတဘောကြလို့ကျွန်တော်လိုက်ပြီးတော့ဝယ်တဲ့ဝယ်လိုကအပြည့်မဟုတ်ဘူးပေါ့နော်ဒီနည်းအားဖြင့်ကျွန်တော်အရှိရရောင်းခဲ့တဲ့သူတွေရဲ့အမျက်ပိုင်းနဲ့အဝယ်တွေလို့ကျွန်တော်သုံးသပ်လို့ရတယ်။ဒါကြောင့်မို့သူ့ရဲ့အတက်ကတော့အရင်လိုမျိုးကျွန်တော်ကြီးမားအတက်တွေပြန်ပြီးတော့မြင်ရနိုင်ခြေပါဆန်နေတယ်။အဲ့တော့မြင့်တောင်ပြောမယ်ဆိုတော့9000အထက်ကိုကျော်ဖို့ခက်လိမ့်မယ်။အဲ့တော့9000ဝန်းကျင်သားပေါ့နော်9000ဝန်းကျင်ဆို4800 4900ဒီဝန်းကျင်သားတော့ဖြစ်နိုင်တယ်။နည်းလေးပြန်ပြီးအာယူတာဖြစ်နိုင်တယ်။ဒါတော့ကျွန်တော်အရှိတစ်ပတ်ဈေးကွက်တုံးတက်ချက်အမြင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဧပြီလပေါ့နောက်လအတွက်ဆိုရင်ရောဘယ်လိုဖြစ်နိုင်လဲပေါ့နော်အဲ့တော့ကျွန်တော်အရှိရဖြစ်ခဲ့တဲ့ဒီအကြနှစ်ခုကိုကျွန်တော်ကြည့်ချင်းအပြင်နောက်လာမဲ့လမှာဆိုရင်လည်းကျွန်တော်တမျိုးအကြတစ်ခုကျွန်တော်မြင်ရနိုင်တယ်လို့ကျွန်တော်ကအကြံဖြင့်သုံးသပ်လို့ရတယ်အဲ့တော့ဒီအကြတွေကမကုံနေဘူးဗျရောင်ရတွေရှိနေတယ်အဲ့တော့အဝယ်တွေကလည်းကျွန်တော်တို့ကဝယ်ဖို့စဉ်းစားနိုင်တယ်စီတန်းတွေမဟုတ်သေးဘူးအဲ့တော့အဝယ်တွေဘယ်နားမှာစဉ်းစားနိုင်လဲမေးစားရှိလာပြီအဲ့တော့ဒါကိုကျွန်တော်တို့ကကြည့်မယ်ဆိုရင်2025 trend ကိုကျွန်တော်ကြည့်ဖို့လိုတယ်အဲ့တော့လက်ရှိကျွန်တော်အောက်မှာဆွဲထားတဲ့ line အနက်က2025ရဲ့အဝယ်လိုက်တဲ့ဈေးကွက်လာရဖြစ်ပါတယ်
အဲ့တော့ဒီရဲ့အပေါ်မှာမြင်ရတဲ့ဒီအတက်လေးပေါ့နော်ကျွန်တော်အခုဆွဲလိုက်တဲ့အတက်လေးကဒါ2026ရဲ့ဈေးကွက်အတက်လာရအဲ့တော့တဘောတော်က2026ရဲ့ဈေးကွက်လာရကမရှိတော့2026ရဲ့အဝယ်တွေကဒီနေ့အပြင်တိတ်ပြီးတော့မဝယ်ရတော့လက်ရှောင်သွားပြီလို့ပြောလို့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့က2026အဝယ်တွေကဘယ်နားမှာတွားပြီးစုနိုင်လဲဆို2025နေရာမှာလာပြီးစုနိုင်တယ်2025 trend နဲ့လာစုနိုင်တယ်ပေါ့နော်အဲ့တော့ဒီဝန်းကျင်ကဘယ်နားလေးဖြစ်မလဲဆိုတော့4000နဲ့3900ဝန်းကျင်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလက်ရှိကမ္ဘာရွှေမှာမြင်နေရတဲ့အကြကနောက်တစ်လ2လအတော်အတွင်းမှာဆိုရင်4000နားထီကိုဆွဲချနိုင်ခြေရှိရလို့တော့ကျွန်တော်မြင်တယ်ဒါတော့ဖြစ်နိုင်တဲ့ပုံစံပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကကမ္ဘာရွှေကိုတော့ဒီတလောမှာတော့အဝယ်ထက်ဘယ်နားကိုရောင်းရမလဲဆိုတဲ့ point ကောင်းကိုရှာပြီးတော့ရောင်းတော့အားပေးတယ်ပေါ့နော်ပြီးကြရင်4000နားဝန်းကျင်ရောက်တဲ့အခါကျရင်တော့ကျွန်တော်တို့ကအဲ့ချိန်ဒီမှာရောက်နေတဲ့ဈေးကွက်ရဲ့အခြေအနေရဲ့တည်ပါနေနဲ့ကျွန်တော်တွဲပြီးတော့မှပေါ့နော်ဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲဆိုတော့ကိုကျွန်တော်ရဲ့ဒီ comment page နဲ့ပေါ့နော်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ Voice Trading မြန်မာရဲ့ဒီတော့အကောင့်ကနေပြီးတော့လည်းပြန်ပြီးတော့ update analysis တွေတင်ပေးမှာပေါ့ like and follow လုပ်ထားပြီးတော့ကျွန်တော်တောင်းဆိုပါတယ်နောက် video တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်